BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်ထဲရေလက်ကြားပြန်ဖွင့်မပေးရင်အီရန်စွမ်းအင်စက်ရုံတွေနဲ့တရားတွေကိုဘုံကျဲမယ်ဆိုပြီး Trump ကထပ်ပြီးချင်းချောက်တဲ့အကြောင်းပြင်ဒီသမားတွေဇွာဆက်တဲ့ချိန်မှာထုတ်ပြီးလေသူကပဲသေးနဲ့ပဲထုတ်ပြီးပေါ့အဲ့လားအမှန်ဆုံးပဲဗျာ။ဓာတ်မြေဩဇာနဲ့ဒီဇယ်တင်သွင်းမှုဝင်ငွေခွန်2%ကိုဧပြီလလုံးကင်းလွတ်ခွင့်ပြုတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုဘိုကတင်ဆက်ပေးထားပါတယ်။လေရင်ဒါဇင်ချီတပ်သားရာချီပါဝင်တဲ့စစ်စင်ရေးလုပ်ပြီးတော့အမေရိကန်လေတပ်ရာရှိတယောက်ကိုအမေရိကန်စစ်တပ်ကကယ်ဆယ်ခဲ့ပါတယ်။အီရန်တောင်ပိုင်းမှာသောက်ကြနေ့ကသူ့ရဲ့တိုက်လေရင်ပစ်ချခံရပြီးတဲ့နောက်ဒီစစ်ဘူပျောက်သွားခဲ့တာပါ။လေတပ်ဗိုလ်မှူးကြီးတန်ရပြီမဲ့လဲကောင်းလာလိမ့်မယ်ဆိုပြီးသမ္မတထရမ့်ကဆိုပါတယ်။ဒီပုံနေတဲ့လေတပ်ရရှိနာကိုအီရန်တပ်တွေမကနိုင်အောင်စစ်လေယာဉ်တွေနဲ့ဘုံတွေချအီရန်စစ်ရင်တန်းတွေကိုပြစ်ခတ်ခဲ့ကြောင်းအမေရိကန်စစ်ဘက်ရရှိသူကပြောပါတယ်။ဒီစစ်စင်ရေးတွင်သုံးတဲ့စစ်ဘက်ပို့ဆောင်ရေးလေယာဉ်9စင်းအနက်2စင်းအီရန်ကနေပြန်မတက်နိုင်ပဲဖျက်ဆီးခံရကြောင်းလည်းအမေရိကန်သတင်းမှာဖော်ပြပါတယ်။လူ9ယောက်သေဆုံးကြောင်းအီရန်ဘက်ကရေးပါတယ်။ဟော်မုတ်ရေလက်ကြားကိုပြန်ဖွင့်မပေးရင်အီရန်ရဲ့စွမ်းအင်စက်ရုံတွေနဲ့တရားတွေကိုအင်္ဂါနေ့မှာဘုံကျဲမယ်ဆိုပြီးအမေရိကန်သမ္မတထရမ့်ကထပ်မံချိန်ချောက်ခဲ့ပါတယ်။ထရမ့်ကလူမှုကွန်ရက်မှာပြင်းပြင်းထန်ထန်ရေးသားခဲ့ပြီးအလားကိုချီးမွမ်းပြီးတော့ဆုံးသက်ထားပါတယ်။အီရန်ဘက်ကလည်းထရမ့်ရဲ့ရာဇသံကိုပယ်ချပြီးဖြစ်ပါတယ်။ဒီလိုရက်ချိန်သတ်မှတ်တာဟာစိတ်ယူမိုက်ကနာမငြိမ်ဖြစ်မှုကဲရမဲ့ဖြစ်မှုဆိုပြီးတော့အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတူကပြောသလိုလက်တုံပြန်မယ်ဆိုပြီးတော့လည်းသတိပေးခဲ့ပါတယ်။အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်ကူဝိတ်ကရေနံနဲ့ရေနံဓာတုစက်ရုံတွေပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးကြောင်းကူဝိတ်ဆိုရကပြောပါတယ်။နေရာနှံ့မီးတွေလောင်နေတယ်ဆိုပြီးကူဝိတ်ရေနံကော်ပိုရေးရှင်းကဆိုပါတယ်။ UAE နဲ့ဘာရိန်းကစက်မှုနဲ့လောင်စာစက်ရုံတွေကိုလည်းလက်နက်အစအနတွေထိမှန်ခဲ့ပါတယ်။အီရန်ရဲ့အဓိကရေနံဓာတုစက်ရုံကြီးကိုစနေနေ့ကအမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုကြောင့်လူ9ဦးသေဆုံးခဲ့လို့ဒီလိုလက်တုံပြန်တိုက်ခိုက်ကြောင်းအီရန်ဘက်ကပြောပါတယ်။အီရန်မှာလည်းအီရန်ဘက်သားလက်နက်ကိုင်တွေကအမေရိကန်တပ်စခန်းနေရာတွေကိုမင်းညက2ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။လက်ဘနွန်မြို့တော်ဘေရွတ်ရဲ့တောင်ပိုင်းစင်ကြေဘုံကHezbollah အမာခံစခန်းတွေကိုပြစ်ခတ်ခဲ့ကြောင်းအစ္စရေးစစ်ဘက်ကပြောပါတယ်။နိုင်နင်းငယ်ကြိုတင်ပြီးအဲ့ဒီကနေပြန်ထွက်ကြဖို့လည်းသတိပေးခဲ့ပါတယ်။ဒီပြစ်ခတ်မှုကြောင့်4ဦးသေဆုံးပြီး39ယောက်ဒဏ်ရာရကြောင်းလက်ဘနွန်ကျန်းမာရေးရရှိတွေကပြောပါတယ်။လက်ဘနွန်ကမ်းလွန်ကအစ္စရေးစစ်သင်္ဘောကိုခရုစ်ဒုံးကျည်နဲ့ပြစ်ခတ်ကြောင်းစောစောပိုင်းက Hezbollah ကထုတ်ပြန်ခဲ့ပါတယ်။ပုပ်ဘီဟမ်မင်းလီယိုရဲ့ပထမဆုံးအီစတာပွဲတော်ဆူတောင်းပွဲမှာတော့စစ်မီးတွေကိုဆုံးသက်ပြီးခရစ်တော်ကဘာမြေကိုဆောင်ယူလာတဲ့ငြိမ်းချမ်းရေးသတင်းစကားကိုရွေးချယ်ကြဖို့ကမ္ဘာကောင်းဆောင်တွေကိုတောင်းဆိုခဲ့ပါတယ်။စစ်ပွဲတွေနဲ့လူထောင်ချီသေဆုံးမှုတွေပေါ်လူသားဆန်မှုကလွတ်လူရှုလို့မရကြောင်းလဲယဟန်မင်းကယောမမြို့စင်ပီတာယင်ပြန်မှာစုဝေးနေကြတဲ့သောင်းနဲ့ချီတဲ့ဝိပုစုတောင်းသူတွေကိုဟောကြားခဲ့ပါတယ်။ကမ္ဘာကြီးဟာစစ်ပွဲတွေကြောင့်ပျက်စီးခဲ့ရလို့စစ်မဲ့လွှမ်းမိုးမှုနဲ့အာဏာလိုချင်တောင့်တစိတ်တွေကိုဖယ်ရှားပြီးအီစတာပွဲကိုဆင်နွှဲကြဖို့လဲပုပ်ဘီဟမ်မင်းကတောင်းဆိုခဲ့ပါတယ်။ဇန်နဝါရီလတုန်းကဘင်္ဂလားဒေ့ရှ်မှာဝက်သက်ပေါက်လို့သေဆုံးမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်အာဏာပိုင်တွေကရေးပေါ်ကာကွယ်ဆေးတွေထိုးပေးနေပါတယ်။ခရိုင်18ခုကကလေး 1.3 သန်းဝက်သက်ကာကွယ်ဆေးထိုးပြီးပါပြီ။ဘင်္ဂလားဒေ့ရှ်မှာဝက်သက်လို့ယူဆရတဲ့လက္ခဏာတွေနဲ့သေဆုံးသူ4ယောက်ထပ်တိုးလာပြီးဝက်သက်လက္ခဏာနဲ့သေဆုံးသူစုစုပေါင်း98ယောက်ထိမြင့်တက်သွားခဲ့ပြီးတဲ့နောက်ဒီလိုကာကွယ်ဆေးတွေထိုးရတာဖြစ်ပါတယ်။ဒီလက္ခဏာတွေထဲမှာပြင်းပြတာချောင်းဆိုးနှာရည်ယူတာနဲ့ခန္ဓာကိုယ်အနှံ့အနီးစက်နဲ့အဖုတွေထတာပါပါတယ်။တခါအာတီမစ်နဲ့အာဂါသယင်အာဂါသယင်မှု၄ဦးကလကိုအစွန်ဖျားပိုင်းကမြင်ရကြောင်းပြောပါတယ်။ Oriental လွင်ပြင်တစ်ခုလုံးကိုမြင်ရလို့စိတ်လှုပ်ရှားဆုံးဖြစ်ရကြောင်းလည်းယင်မှုတွေကပြောပါတယ်။နွားရိုက်မျက်လုံးနဲ့တူတဲ့ဂျိုင်ဝမ်ကြီးရဲ့ပုံကိုလည်းကဘာကိုပြန်ပို့ပေးပါတယ်။မနက်ဖြန်မှာအာဂါသယင်နောက်တစ်ဆင့်အနေနဲ့လဆွဲရကဘာဆွဲရထက်ပိုများတဲ့လဆက်ဝန်းတွေကိုဝင်မှာဖြစ်ပါတယ်။မြန်မာနှစ်တကူသကြံကာလမှာလေချောင်းရံပါဝင်လုံခြုံရေးအသည့်သတိနဲ့ဖြတ်တန်းကြဖို့တိုက်တွန်းကြောင်းခေဘုခရိုင်ပသုံးလုံးနဲ့နှိစက်သူတချို့စီကနေသိရပါတယ်။
တပည့်မှာလည်းအလှမင်္ဂလာပွဲတွေမှာဧကန်ဖျော်ဖြေရေးဆိုင်းဝိုင်းသုံးမှုတားမြစ်ချက်ကိုဖြေလျှော့ပေးကြောင်းမြို့နယ်ပအဖကထုတ်ပြန်ပါတယ်ဒီတော့အတွင်းမှာပဲရွှေဘိုဝက်လက်နဲ့ကပ်နေတဲ့အရာတော်အနောက်မြောက်ချမ်းကိုစစ်ကော်မရှင်တပ်ကတိုက်လေရင်3စင်းနဲ့တိုက်ခိုက်ကြောင်းအရာတော်ပကဖကထုတ်ပြန်ပါတယ်ဧပြီ3ရက်ညနေကလည်းမြောင်မြို့နယ်ကနဘက်ကိုဘုံကျဲလို့ခလင်းငယ်တူသေဆုံးပြီးအရက်သား2ဦးဒဏ်ရာရခဲ့ပါတယ်တော်တရှင်များခင်ဗျာဓာတ်မြေဩဇာနဲ့ဒီဇယ်စီတင်သွင်းမှုအတွက်ကောက်တဲ့ဝင်ငွေခွန်2%ကိုဧပြီတလလုံးကင်းလွတ်ခွင့်ပြုတယ်ဆိုပြီးဒီရက်ပိုင်းမှာပဲဘဏ္ဍာခွန်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ဒီလိုကင်းလွတ်ခွင့်ပြုတာဟာဓာတ်မြေဩဇာတင်သွင်းတဲ့လုပ်ငန်းရှင်တွေနဲ့မိုးရာသီမှာစိုက်ပျိုးကြမယ်တောင်သူတွေအတွက်အကျိုးသက်ရောက်မှုရှိမလားမတ်ရွှေဘိုးနီကပြောပြပေးပါမယ်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့အထိကောက်ခွန်ဦးစီးဌာနမှ Import Declaration ID ဖွင့်လှစ်ပြီးတင်သွင်းထားတဲ့ဓာတ်မြေဩဇာတွေနဲ့ HSD အမျိုးအစားဒီဇယ်စီတွေပဲဒီကင်းလို့ခွင့်နဲ့အကျုံးဝင်မှာလို့ဆိုထားပါတယ်။ဧပြီလ1ရက်နေ့ကနေပြည်တော်မှာ73စီဖူလုံစွာရရှိစေဖို့နဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ဓာတ်မြေဩဇာရရှိရေးအစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်အခုလိုဒီဇယ်နဲ့ဓာတ်မြေဩဇာတင်သွင်းခွင့်ဝင်ငွေခွန်2%ကိုတလတာကင်းလို့ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုကင်းလို့ခွင့်ပေးတာဟာဓာတ်မြေဩဇာတင်သွင်းလာသူတွေအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ။လုပ်ငန်းရှင်တို့ပြောပြတာကနိုင်ငံတော်ကောက်ခံနေတဲ့ဒီအခွန်ခတွေကိုဒီကာလမှာရှော့ပေါ့ပေးခြင်းကတော့ဘာပဲပြောဂျိန်းလုံးတက်တာတို့ဘာလို့အတွက်အကျိုးရှိတာပေါ့နော်ဒါကောက်ပါလေနောက်ပြည်တွင်းမှာလည်းတဘာဝမြေဩဇာတို့ဇီဝမြေဩဇာတို့ဒါတွေကိုလည်းထုတ်လုပ်သုံးစွဲဖို့လည်းလိုတယ်ပေါ့နော်ဒီလိုစိုက်ပျိုးတဲ့တီးနှံတွေအလိုက်မဖြစ်မနေထည့်တဲ့ဓာတ်မြေဩဇာပမာဏရရှိဖို့အတွက်ကိုလည်းဒါညှိနှိုင်းပေါင်းစပ်ရမှာပေါ့တဦးကောင်းတယောက်ကောင်းနဲ့လုပ်လို့တော့မရဘူးပေါ့ဒီချိန်မှာတော့တောင်သူတွေသမားအစုဖွဲ့တွေအသင်းဖွဲ့တွေကုမ္ပဏီတွေနောက်တမဝိုင်မအသင်းတွေဒီလိုတဲ့ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့လုပ်ဖို့လိုအပ်တယ်လို့တော့မြင်ပါတယ်လက်ရှိစိုက်ပျိုးရေးလုပ်ငန်းတွေမှာအဓိကအသုံးပြုရတဲ့ဓာတ်မြေဩဇာစိုက်ပျိုးရေးသုံးစက်ပစ္စည်းတွေနဲ့ဒီဇယ်စီဟာဝယ်ယူရခက်ခဲပြီးဈေးနှုန်းမြင့်တက်နေလို့တောင်သူတွေခက်ခဲဖြစ်နေရတာပါအခုလိုဒီဇယ်စီနဲ့ဓာတ်မြေဩဇာကိုအခွန်ကင်းလို့ခွင့်တလပေးလိုက်တာကတောင်သူတွေအတွက်ရောဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါသလဲပဲခူးတိုင်းတွင်းကတောင်သူတဦးပြောပြတာကသက်ရောက်မှုမရှိပါဘူးအဲ့လာတွေကတော့ဗျာအမှန်တကယ်ကိုယ်နဲ့ပွဲစားတွေသက်ရောက်မှုရှိမှာပါတောင်သူတွေအဲ့လောက်ထိမရှိမရင်းနှီးမရှိပဲပြောရမယ်ဆိုရင်တောင်သူတွေကကျွန်တော်မြန်မာနိုင်ငံလယ်သမားရဲ့85%လောက်ကအဲ့လောက်ထိမရှိတော့ဘူးဗျ။ဥပမာစဘာဆိုင်စိုက်ပြီးထွက်လာပြီးတန့်ရောင်မှုအကျွေးဆက်ဖို့ပဲရှိတယ်။အဲ့ဒါဘလူးမှမတူအောင်နိုင်ဘူး။အခုတူတော်နိုင်တာကကိုယ်နဲ့ပွဲစားပဲတူတော်နိုင်။တူတော်နိုင်ပဲသူတို့အတွက်အကျိုးမြတ်ရဖို့ပဲရှိတာပဲ။လယ်သမားတွေစဘာဆိုင်တဲ့ချိန်မှာထုတ်ပြီးလေသူပဲဈေးနဲ့ပဲဈေးထုတ်ပြီးပေါ့။အဲ့လားအမှန်ဆုံးပဲဗျာ။မေလာလောက်ဆိုရင်ဒီဇယ်လူမှာဗျာ။အဲ့အချိန်မှာထုတ်ပြီးမှစဘာတွေပဲကျဲရမှာလေ။တောင်သူအများစုကတော့တောင်သူလယ်သမားတွေအတွက်တကယ်အကျိုးရှိစေခြင်းရင်လယ်သမားတွေစဘာဆိုင်တဲ့အချိန်မှာဓာတ်မြေဩဇာရောဒီဇယ်စီကိုပါဈေးနှုန်းတစ်ခုသတ်မှတ်ပြီးတဧကကိုဘယ်လောက်ပေးမယ်လို့သတ်မှတ်ပေးဖို့လိုတယ်လို့လည်းဆိုကြပါတယ်။တော်ရရှိမြခင်ဗျာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းစေဝါတွေရှားလာလို့မြို့နယ်အလှမ်းဝေးတဲ့ကလေးငယ်တွေမှာပုံမှန်ကာကွယ်ဆေးမရပဲနောက်ဆက်တွဲယောဂါတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံနဲ့ဆရာဝန်တွေကပြောပါတယ်။ကလေးတွေမှာရေကြောက်ပေါက်တာနဲ့ရေပြားယောဂါတွေဖြစ်နေပါတယ်။ဒီကြောင်းမတ်တရာကပြောပြပေးပါမယ်။ပရိပက္ခတွေဖြစ်ပွားနေတဲ့စကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမြို့ပေါ်ကလွဲရင်မြို့အနီးကျွော်တွေကအစ9နှစ်အောင်ကလေးငယ်တွေမှာရနေကြပုံမှန်ကာဝယ်ဆေးတွေမရဘူးလို့ဒေသခံတွေကပြောပါတယ်။စားဝတ်နေရေးရုန်းကန်နေရတာလမ်းမအသွားလာအခက်အခဲတွေကြောင့်မြို့ပေါ်ကိုကာဝယ်ဆေးတွားရောက်ထိုးနှံဖို့လိုအပ်ချက်တွေရှိတယ်လို့ဆိုပါတယ်။အဲ့ဒီလိုပရိပက္ခဒေသတွေမှာလက်ရှိကြေးရွာနဲ့ရက်ကွက်အများစုကကလေးငယ်တွေမှာအရေပြားယောဂါလိုယားနာနဲ့ကြောက်ယောဂါဖြစ်တဲ့ရေကြောက်ရေယုံစပကြီးစတဲ့ဖူးပိန်ဗိုင်းရပ်မျိုးတွေကလေးအများစုမှာတွေ့ကြုံနေရတယ်လို့ဒီလိုအခြေအနေအကြောင်းကိုသိရှိတဲ့ဆရာဝန်တွေကပြောပါတယ်။ကာဝယ်ဆေးပုံမှန်ထိုးခဲ့ပေမဲ့လက်ရှိမှာကလေးအသက်1နှစ်ကျော်ချိန်ကြောက်နဲ့ပတ်သက်တဲ့ယောဂါခံစားနေရတယ်လို့မန္တလေးမြို့ဒေသခံမိခင်တဦးကပြောပါတယ်။သူကအရေးကြီးဘူးလေတစ်ခုနှစ်ခုကနေစထွက်တာပဲ။အဲ့ဒီကနေတစ်ဖြည်းဖြည်းများလာတာပေါ့။တကူလုံးအနေရလက်ကိုမကြံတော့ကြောက်ရေကြောက်ပေါက်တာ။သမီးအကြီးရော2ယောက်အတူတူဖြစ်ကြတာလေ။ကြီးမတော့ကအောင်းငုံနေရတာ။ငယ်မတော့တာတာရရပဲသူရှားတာလေးပါလေးတော့ရှိတယ်။ကြွရှားတယ်နားတယ်စက်တယ်ပေါ့နော်။ကြိုက်တယ်ပေါ့နာလေးတွေကလေ။အဲ့ဒါတော့ခက်တယ်ကလေးတွေခါရတယ်။ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာဝယ်ဆေးထိုးနှံမှုနှုန်းက39%အထိလျော့ကျခဲ့တယ်လို့ဖော်ပြထားပါတယ်။ကာဝယ်ဆေးထိုးနှံမှုနှုန်းလျော့ကျတာဟာစစ်တပ်ခန့်ကျန်းမာရေးဌာနကကြေးလက်မျိုးပြတိုင်းကွင်းစင်ထိုးပေးနိုင်မှုတွေမရှိသလိုဒေသကာဝယ်ရေးစုမှုနေရာတွေမှာကလေးငယ်တွေအတွက်ကာဝယ်ဆေးထိုး
ထိုးပေးနိုင်မှုလိုအပ်ချက်တွေရှိခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ကာဝယ်ဆေးဟာကလေးတွေအတွက်မဖြစ်မနေလိုအပ်တယ်ဆိုတာမိခင်တိုင်းသိဖို့လိုအပ်တယ်လို့အထွေထွေယောဂဝဆရာဝန်တဦးကပြောပါတယ်။ ကာမွေလေးမှာပါနေတဲ့ဒီယောဂတွေကဘာတွေကာဝယ်ပေးနိုင်တာလဲ။အဲ့ယောဂတွေကိုမကာကွယ်နိုင်ဘူးဆိုရင်လည်းအဲ့ယောဂတွေကိုမဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲ။ဘယ်လိုကာကွယ်ရမှာလဲ။အသွေးတွေဘယ်လို immune ကောင်းဘယ်လိုနေထိုင်ရမှာလဲ။ဒါတွေကတော့မိခင်တွေပြန်ကအေးရှိတော့ပေးတင်အောင်။ကာကွယ်ဆေးမထိုးရလို့မလို့ဒီကလေးတယောက်ကသိရမလား။လုံးဝဓာတ်ဖြစ်မယ်လို့ပြောရမှာမဟုတ်ဘူး။ဒါဖြစ်ဖို့များတယ်။ကလေးတယောက်မှာတကွေးမို့တကွေးမှာဖြစ်ဖို့များတဲ့ယောဂတွေဖြစ်တဲ့အတွက်ကာကွယ်ခံရတာ။ ရခိုင်ပြည်နယ်အတွင်းမှာတော့ကုလသမဂ္ဂနဲ့ကျန်းမာရေးဌာနကကိုဝင်ဆောင်တဲ့9နှစ်ယောက်ကလေးငယ်တွေအတွက်ကာဝယ်ဆေးထိုးပေးတာတွေရှိနေပါတယ်။ဒါပေမဲ့ရဟနာပေါက်တာကြောက်ဖြူလုံးကြီးတွေပေါက်တာကိုဒေသတချို့မှာကလေးတိုင်းဖြစ်ပေါ်ကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ တော်ရရှိမြခင်ဗျာနွေရာသီပူဒဏ်ကြောင့်အေးထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်အများစုမှာသောက်သုံးရည်တွေပြတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တချို့နေရာတွေမှာချက်ပြုတ်စားတော့ဖို့စွန့်ပစ်ရည်တွေကိုပြန်သုံးနေရသလိုမတန်ရှင်းတဲ့ရည်ကြောင့်ရေပြားယောဂတွေဖြစ်လာပြီလို့လည်းဆိုပါတယ်။အေးအုပ်ချုပ်ရေးဖွဲ့ကရောရေပြဿနာကိုဖြေရှင်းပေးနိုင်သလားကိုမြင့်လွင်ပြောပြပေးပါမယ်။ ရေအခက်အခဲကြုံနေရတဲ့နေရာများစုဟာအာရခတက်တော်အေးထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်တယ်လို့ရခိုင်ဒေသခံတွေနဲ့အကူအညီပေးနေတဲ့အဖွဲ့တွေကပြောပါတယ်။ပုံနာကျုံမြို့နယ်တွေကစစ်ဘေးဒုက္ခသည်တွေနေထိုင်နေကြတဲ့ကြေးရောအနေဆုံး9ခုမှာစွန့်ပစ်ရည်တွေကိုပြန်လည်သုံးစွဲနေကြရတယ်လို့လည်းဆိုပါတယ်။စစ်ဆောင်အိမ်ထောင်စုပေါင်း1500ကျော်လူဦးရေ1000ဝန်းကျင်ခန့်ခိုလုံနေရတဲ့အဲ့ဒီနေရာ9ခုမှာပြီးခဲ့တဲ့မလဆန်းပိုင်းကစလို့ရေပြတ်တောက်တော့တာလို့ကူညီနေသူတွေကပြောပါတယ်။မတန်ရှင်းတဲ့ရေတွေကြောင့်အရေပြားယောဂဖြစ်တာတွေပါစတွင်းနေရပြီလို့လည်းဆိုပါတယ်။အထူးသဖြင့်စစ်ဆောင်တွေခိုလုံနေရတဲ့ကြေးရော်တွေဟာတူလောင်ထားနိုင်တဲ့ရေနဲ့လူဦးရေမညီမျှမှုကြောင့်အခုလိုပြဿနာနဲ့ရင်ဆိုင်နေရတာလို့လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။လောလောဆယ်သက်ရှင်တဲ့သောက်ရည်တပတ်စာတော့အဖွဲ့အစည်းလေးခုပေါင်းပြီးစီစဉ်ပေးထားရတယ်လို့ပုံနာကျုံမြို့နယ်ရေရေးဖို့ကူညီရေးစူပေါင်းပရဟိတအဖွဲ့ဒုတိယဥက္ကဋ္ဌကိုပြည့်ဖြိုးနိုင်ကပြောပါတယ်။ လက်ရှိကျွန်တော်တို့မြို့နယ်ထဲမှာတော့ဆက်ရောက်စခန်း9ခုလောက်ကရေချားနေရပါတော့။သုံးတာကတော့တနေရာနဲ့တနေရာမတူဘူးပေါ့ဒီတွင်းအပြတ်တွေရှိတယ်ပေါ့။မိုးရစီတော့တင်ချင်ခဲ့တဲ့မြောင်းတွေပေါ့နော်။ရေတော့ကနေပြီးတော့ဒီအလူတွေပါတယ်လို့ဖို့ဆိုရင်ဝက်တွေပါတယ်တက်ပြီးတော့ဆွေးဆေးနေရတယ်ပေါ့။အဲ့နေရာတွေကရေတွေကိုသုံးနေရတယ်။ထမင်းရှစ်တဲ့ခါမှာလည်းဒီရေကနေပြီးတော့ရေးပြီးတက်လာတာပေါ့နော်။ပုံမှန်စားသောက်နေတယ်လို့မျိုးဒီထမင်းရေကနေပြီးတော့ဖြူအောင်မထွက်တဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်။ အေးထိန်းချုပ်ထားတဲ့မြို့နယ်စစ်လေးခုအနဲ့ဘူးတီတောင်မောင်တော်နဲ့ကြောက်တော်မြို့နယ်ကလွေပြီးကျယ်မြို့တွေကနေရာများစုမှာအခုလိုပြဿနာတွေနဲ့ကြုံနေရတာလို့ဒေသခံတွေကပြောပါတယ်။ရေရှားပါပြက်လက်မှုပြဿနာတွေချော်ချနိုင်ဖို့အတွက်ဘယ်လိုလှုပ်ဆောင်ပေးဖို့လိုအပ်လဲဆိုတဲ့အပေါ်ဇင်ချောင်းလူငယ်ပရိဟိတအသင်းဥက္ကဋ္ဌကိုနိုင်အောင်လင်းပြောတာက ဒီတကြံလွန်ပြီး4လပိုင်း5လပိုင်းပူပြောင်းတော့မှဒီလိုပဲရာသီကဆက်မတန်ပူပြင်းလာတယ်စိန်ခေါ်မှုတွေကတော့တော်တော်ရှိအောင်ပဲတယ်လူမှုရေးအသင်းခွင့်လုပ်တဲ့လူတွေဒါပြီးသက်ဆိုင်ရာအောက်ရှုံးရေးဘက်ကလူတွေကလိုက်ပြီးရင်ကြမ်းမှတ်ပြီးတော့ဒါစောက်ကြည့်တင်လို့ကျွန်တော်ကတော့ထင်နေတယ်သူတို့ကိုယ်တိုင်ကတော့ရေဖြတ်ဖြူတာတော့နောက်ပြီးတခြားတော့ဘာတွေကတော့လုပ်လို့တော့မရှိသေးပါဘူးပြီးခဲ့တဲ့နေ့ရေပြဿနာကြုံရပြီးရှင်အေကကြေးရော်ရက်ွက်တွေမှာလူဦးရေနဲ့ရေရင်းမြင့်ဆိုင်ရာအရှက်လက်ကောက်ယူခဲ့ပေမဲ့အခုထိမြေပြင်မှာအကောင့်ထေဖော်တာမျိုးရေအခက်အခဲကိုဖြည့်ရှင်းပေးနိုင်တာမျိုးမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်ဒီပေါ်အေပြောခွင့်ရသူဥခိုင်ဒုက္ခကိုဆက်သွယ်မြင်မြန်ခဲ့ပေမဲ့ညနေပိုင်းအထိအကြောင်းပြန်ဖြေဆိုခြင်းမရှိသေးပါဘူးခင်ဗျာမြန်မာမှာကြမ်းဖက်မှုတွေရပ်တန့်ရေးအတိုင်းအတာတစ်ခုထိအရှိန်တိုးမြင့်သင့်ပြီလို့လည်းအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်